ကျမဆိုလေအမြဲတမ်းဘယ်လိုမျိုးတွေးပြလဲပြောပြလဲဆိုတော့လေကိုယ်စိတ်ထဲမှာတွေးနေတာကတော့အော်ငါလောဘမကြီးပါဘူးလောဘမကြီးပါဘူးလောဘမကြီးပါဘူးပေါ့နော်ကိုတော့ထင်တယ်ငါလောဘမကြီးဘူးဆိုပြီးတော့ထင်တယ်ဒါပေမဲ့ကိုဘေးပပတ်စလဲလူတွေကကြတော့လေလောဘကြီးရဲ့လို့ထင်တယ်ကိုလည်းတေချာပြန်ပြီးတော့စဉ်းစားလိုက်တော့ဘယ်လိုမျိုးတွေးလာရလဲဆိုတော့အမြဲတမ်းဒီနေရာမှာမနေချင်ဘူးဒီထက်ပိုကောင်းတဲ့နေရာမှာနေချင်တယ်ပြီးသားလို့ရှိရင်ဒီထက်ပိုကောင်းတာတွေကိုရချင်တယ်အဲ့ဒါကလေဘယ်လိုပြောရမလဲကိုကအရင်အကောင်းကြိုက်တဲ့လူဆိုလို့လားဆိုတော့လေသုံးနေဖြုံးနေအဲ့လိုကြီး luxury life မှာပဲအများနဲ့နေချင်နေအဲ့လို show off လုပ်ချင်နေတဲ့လူလည်းမဟုတ်ပြန်ဘူးဒါပေမဲ့လည်းပိုကောင်းတာကိုအများနဲ့ရချင်တယ်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုပေးကမ်းနိုင်တဲ့လူဖြစ်ချင်တယ်ပေါ့နော်အဲ့တော့အများနဲ့ကိုယ်ပိန်နာလူတွေဆိုရင်ပြန်ပြောတယ်slow down လုပ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ်မှာရှိနေတဲ့ဟာတွေကိုကိုယ်အရင်မြင်အောင်စူးစမ်းကျမဆိုကိုယ်မှာဘာမှမရှိဘူးလို့ထင်တယ်ဒါပေမဲ့ဘာမှမရှိဘူးလို့ထင်တာမှားနေတယ်ပေါ့ဒီကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုချစ်တဲ့လူတွေဆိုရင်ပြန်ပြီးတော့ပြောပေးကြတယ်အဓိကတော့ကိုယ်မှာရှိတဲ့ဟာကိုတမိုးထားတတ်အောင်ကျမတို့စူးစမ်းဖို့လိုတယ်ဒီ gratitude ပေါ့နော် gratitude လေးနဲ့ဘယ်အရာကိုမဆိုမြင်နိုင်အောင်စူးစမ်းမယ်ဆိုရင်လေကျမတို့စိတ်လေးကပို့ပြီးတော့ agent နဲ့ကျမမှာဆိုရင်လည်းအခုကျမမိသားစုဝင်တွေကအများနဲ့ပြောတယ်ချစ်စရာကောင်းတဲ့သားလေး2ယောက်ရှိတာပဲပြီးတော့အလောက်ကင်ဆိုရင်လည်းကျမမှာဒီရွှေဆိုင်ရှိတာပဲပေါ့နော်ပြီးတော့အမျိုးသားဆိုလည်းကျမကိုအလိုလိုက်တယ်ပေါ့အလိုလိုက်တယ်ဦးစားပေးတယ်ပေါ့နော်ကို့မှာကို့အမြဲတမ်းအလိုလိုက်တယ်ချစ်ခင်ပေးတယ်ဦးစားပေးတယ်ဒီယောက်ျားရှိတယ်ကိုမိသားစုတွေကအမြဲတမ်းပျော်ရွှင်ရွှင်နေရတယ်ခလေးလေးဆိုရင်လည်းဒီမိဘမောင်တို့ကအမြဲတမ်းဝိုင်းပြီးတော့ကြည့်ပေးတယ်ပေါ့နော်ကို့ဘဝမှာအခက်ခဲဆိုပြီးတော့ဘာမှကိုသိမရှိဘူးစိုးရိမ်ပူပန်စရာလည်းဘာမှမရှိဘူးအဲ့ဒါတောင်လေကိုကအမြဲတမ်းကို push လုပ်ပြီးတော့ငါဒါဖြစ်ရမယ်ဒါဖြစ်ရမယ်ဒီချိန်ရောက်ရင်ဒါဖြစ်ရမယ်ကိုကလေအများနဲ့အဲ့လိုမာရသွန်လိုပဲသိလားပြေးချင်နေတာဘယ်သူမှမပြေးခိုင်းမဲနဲ့ကိုဘာသာကိုပြေးချင်နေတာအဓိကတော့ကိုအကူကိုရှာတာပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်တာကမကောင်းဘူးလားဆိုတော့ okay ကောင်းတဲ့ဘက်လည်းရှိတယ်ဒါပေမဲ့အားနည်းချက်ကဘာဖြစ်သွားလဲဆိုလေစိတ်ကလေအများနဲ့လူပြောမယ် relax ဖြစ်ပြီးတော့နေရတဲ့အချိန်ကရှာတယ်ကျွန်မထိုင်နေတယ်ဆိုရင်တော့လေကိုကောင်ကအများနဲ့အလုံးလုံးနေတယ်ဥပမာလူကသာထိုင်နေတယ်စိတ်ကတော့ကဘာပတ်နေတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုးလုပ်နေတယ်ကောင်းတဲ့အချက်လည်းရှိတယ်မကောင်းတဲ့အချက်လည်းရှိတယ်ဒါပေမဲ့အဲ့လိုမျိုးလေးတအား rush ဖြစ်လာတဲ့အခါမှာလေကျမတို့ gratitude ဆိုတာကိုပြန်ပြီးတော့ခေါင်းထဲကိုအသိစိတ်ဝင်လာဖို့လိုတယ်။ငါမှဒါတွေရှိနေပြီပဲ။အခုနဆန်အိုးလို့ပေါ့။ဆန်အိုးတဝက်မြင်နေတာကိုဆန်အိုးတဝက်ရှိနေပါတယ်လို့ကျမမြင်ရမှာလေနော်။အဲ့ဒါကိုအဲ့လိုမှမဟုတ်ပဲနဲ့။ငါမှအိုးတဝက်ပဲရှိတယ်။အိုးတဝက်ပဲရှိတယ်ဆိုပြီးတော့လောင်နေလို့ဘာမှမထူဘူးပေါ့။ကျမဆိုလည်းအဲ့ဒီလောင်နေတဲ့မှာတခြားဟာမလောင်ပေမဲ့အဲ့ဒီဟာလေးကိုနည်းနည်းလေးလောင်နေတဲ့မှာပါတယ်။အဲ့တော့ကျမအများနဲ့ကို push လုပ်နေနဲ့ကိုဘေးနာမှာရှိတဲ့အရာ